ကျွန်တော်လုပ်မယ် စားမှာနည်းနည်းတက်သွားတယ် ဟုတ်ကဲ့ နည်းနည်းစားတော့ဘောပြီးလူစား သူအလဲရဟာလေးစားချိုးပေးမယ်ဟဲ့တော်နည်းနည်းအောင်ပူတော့ပျော့သွားပြီ ပြန် ကားရဲထည့်ထားတာ ဟုတ်လား ဆိုရီတော်နည်းနည်းပျော့သွားပြီဟုတ်ပါဘူးအလဲရမစားနဲ့ထိတ်ကမစားရတော့ပြီးတော့ရေခဲတက်တာထည့်ထားပြီးစားသူမှမကြွေးနဲ့နော် မကြွေးပါဘူး ဟေး ရ စောင်းမွေး စောင်းအမွေး စောင်းရဲ့အမွေးရစားကြည့်အဲဝေးဖာပါတယ် ရလိုက်အမိုင်းရပါ အာကောင်းလိုက်တာ very good ပေါ့ ဘယ်ဟုတ်ဒီပဲလေဗါတယ်မစားရတော့မနာလို့ဖြစ်နေတာ ဒီပဲဆရာအကြောင်းမရှိပါဘူးရှင်မတို့ လက်ခုပ် emoji မတ်အခုချက်ချင်းမတ်အဲ့ဒါမမတ်နဲ့လို့ရေးသားမရဟိုအချစ်မဲ့လို့မရှိပါစေနဲ့မစားရ မတော်ဘာလို့ကြီးရမှာချစ်ပါလို့မကြည့်ဘူးလေ ဟောရမှာဗောအချိန်ကြရင် ဟုတ်လား သမီးတို့လက်ခုပ်ကြီးရဲ့ချောကလက်တွေပြောင်းနေကြပြီးမတီးသေးဘူးလို့ပြောလို့ နည်းနည်းလေးခဲရင်ပိုကောင်း မအိမ်ရောက်ရင်ကြီး တယ်ရေခဲတက်တာလေလား ဒီဒီစင်စားနော် ဒီပေးချင်းစားကျွေးပါအောင်တရေကြနေကိုကျွေးပါအောင်နဲ့စက်တရေတုံးနေပြီးတော့ဖတ်လိုက်မိဖားမလည်းမဆိုင် short ဟုတ်ကဲ့ပါ